အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့เนาะအဲ့ဒါဆိုအတွေ့အကြုံတစ်ခုကိုလာပြီးတော့ share လုပ်ပေးမှာဖြစ်ပါတယ်ပေါ့เนาะအခုခေတ်เนาะ social media အများများတယ်ပေါ့เนาะ Facebook ပဲဖြစ် TikTok ပဲဖြစ်ဖြစ် application တစ်ခုခုတွေမှာဝယ်လိုက်ပြီးဆိုတော့ねပတ်စာ comment အရေးအများတယ်ပေါ့เนาะစစ်ထင်နေကြတယ်ပတ်စာကုန်နေသေးတယ်ဆိုလို့စီဒီလွယ်အိတ်ကိုဥပမာယူလိုက်ပါเนาะဒီလွယ်အိတ်ကဝယ်ထားတာနည်းနည်းရှိပြီပေါ့เนาะဘာမှမသုံးဘဲနဲ့เนาะတစ်ခါပဲသုံးရသေးတယ်ပေါ့เนาะဒီမှာကြည့်လိုက်ပါရှိရလုံးဝပြည့်သွားပြီเนาะစီသုံးလို့မရတော့ဘူးเนาะအစင်မပြေတော့ဘူးဒီကြားထဲမှာသွားတာเนาะဒီမှာအတန်းနော်ဒီနားမှာနော်ပိုးပဲ့သွားပြီဘာဖြစ်လဲဆိုတော့ပစ္စည်းတစ်ခုခုอ่ะနော်ဘယ်လောက်ပဲကောင်းပိုးပဲ့သွားတယ်ပေါ့နော်မသုံးတာကြာလိုက်ရေးတိတ်ကိုတတ်တယ်အဲ့တိတ်အောက်တတ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့ဆိုလို့ရှိရင်နော်ပစ္စည်းတစ်ခုခုဝယ်ရမယ်ဆိုလို့ရှိရင်ကိုပြန်မေးပါအောင်နော်လိုသုံးလားမလိုသုံးလားပေါ့နော်တကယ်လိုအပ်မှတကယ်လိုသုံးမှဝယ်ပါနော်မဟုတ်လို့ရှိရင်ပစ္စာအလေလွေးကုန်စီတယ်ပေါ့နော်2000ဘတ်ဆိုပေမဲ့နော်ဘာမှမဟုတ်ပေမဲ့အခုမြန်မာငွေစင်းနဲ့ဆိုလို့ရှိရင်နော်2သိန်း3သိန်းကြားမှာရှိတယ်ပေါ့နော်ပက်စာမရှိတဲ့သူအတွက်တော့နော်ပက်စာကတော့တော်လေးအသုံးဝင်မှာနော်လုံးဝမရှိတဲ့သူအတွက်ဆိုလို့စီအဲ့ဒါဆိုလည်းပက်စာပေါင်းနေတာပက်စာများနေတာလည်းမဟုတ်ပါဘူးဒါပေမဲ့အလေလွတ်မကိုလာပြီး share လုပ်ပေးတာဖြစ်ပါတယ်ပေါ့နော်အခုခေတ်ကနော်လုံးဝအလေလွတ်ကိုစီတဲ့နော်နီလာများတဲ့အတွက်ကြောင့်မို့နော်ဥပမာယူလိုက်ပါနော်ပစ္စည်းတစ်ခုဝယ်ရမယ်ဆိုလို့စီမလုံတော့ဘဲနဲ့နော်လုံးဝမဝယ်ပြဖို့နော်ဒီဥပမာလာပေးတာဖြစ်ပါတယ် thank you for watching bye bye